အခုရက်ပိုင်းတော်တွင်လေကျမလည်းမိုးလင်းလာနဲ့လေဒီတင်ချိုင်းကုန်းကိုပဲရောက်နေမိတာသိလားအိမ်ကသမီးရတာမှပြောနေပြီမေမေရဲ့တဲ့တင်ချိုင်းကုန်းပဲနေတိုင်းသွားနေတော့မှလားတဲ့အေးသမီးရဲ့လို့ဒီရက်ပိုင်းတော့မေမေလည်းတင်ချိုင်းကုန်းပဲသွားနေရအောင်မယ်လို့ဘာဖြစ်လို့လဲဆိုတော့သိတယ်မို့လားတောင်းဆိုမှုတွေများနေလို့မအေးမမြင်ဘူးလို့ရိုက်ပြပါအောင်တင်ပေးပါအောင်ဆိုတော့ကျမမှလည်းတာဝန်နဲ့ဝတ္တရားရှိတယ်အဲ့တော့ကျမမိုးလင်းတာနဲ့တင်ချိုင်းကုန်းကိုလာရတယ်နော်အခုမြင်တွေ့နေရတာကဘာလဲဆိုတော့ဒီတောင်ကူမြို့ခင်းစိတ်ရွာရဲ့တောက်တန်တင်ချိုင်းမြရထားလန်တေဖောက်တာမြင်းနေရမလွတ်လို့ဒါဖယ်ရှားရွှေ့ရမယ်နေရာပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျမတင်တဲ့ post တွေကိုကြည့်မယ်ဆိုလို့ချင်းပြီးခဲ့တဲ့ရက်ပိုင်းတော့ကလည်းတွေ့လိမ့်မယ်ချိုးပွဲလုပ်ပွဲတွေလုပ်ပေးတယ်ကောင်းမှုကုသိုလ်တွေလုပ်ပေးတယ်ဒီပရလောကနဲ့ဝိညာဉ်တွေကိုအခုဒီဟာကကြတော့ဒါတောက်တန်မရွှေ့ခင်မှာဒီကြံရစ်ခဲ့တဲ့မိသားစုတွေကသူတို့ရဲ့မိသားစုတွေအဖိုးဖွားတွေတက်ကြီးတွေဆုံးပါသွားတဲ့အုပ်ကူတွေကိုဘာပြန်လုပ်ပေးတာလဲဆိုတော့ဒါတရားဝင်ခွင့်ပြုချက်နဲ့ပေါ့နော်ပြန်ပြီးတော့ဒီမြင်နေရဖယ်ပေးရမှာဆိုတော့ပြန်ပြီးတော့ဘာလုပ်ပေးလဲဆိုတော့ဟိုဘက်မှာကျမတို့ရွာရဲ့ဟိုဘက်မှာတုတ်တန်တစ်ခုရှိသေးတယ်ဘာသာပေါင်းစုံတင်ချိုင်းတစ်ခုရှိတယ်အဲ့ဒီမှာသွားပြီးတော့မြင်နေရဝယ်ရတာလားမသိဘူးအဲ့ဒါတော့ဒီတကြိုဖို့အတွက်ကိုလေအဲ့ဒီအတွက်မီးတကြိုဆက်ရှိတယ်ဟိုဘက်မှာအဲ့ဒီကိုသွားပြီးတော့ပြန်ပြီးတော့မီးတကြိုမယ်ပြီးတော့ခါကျတော့ကြံရှိတဲ့ပြာကိုအယိုးကူလောက်တာတို့ဘာတို့အဲ့လိုမျိုးတွေလုပ်ပေးကြတာပေါ့ဒီမိသားစုအဝင်နေတဲ့ကဆုံးမသွားတဲ့အမျိုးအဆွေတွေကိုပြန်ပြီးတော့ပြန်ဘယ်လိုပြောရမလဲကောင်းကောင်းမွန်မွန်ပြန်ပြီးတကြိုပေးတာပေါ့နော်လူတိုင်းလားဆိုတော့မဟုတ်ပါဘူးလူတိုင်းတော့မဟုတ်ဘူးဒီဟာကိုကြည့်ခြင်းအဖြစ်အဓိကကပတ်စံရှိမှငွေကြေးအဆင်ပြေမှလည်းလုံနိုင်မှလည်းနော်ဒါဒီလိုမျိုးအခုဒီရပြန်ပြီးတော့ဘူဖောက်တယ်ဟိုနေ့ဖြစ်တယ်ဆိုတာဒါဘယ်သူမှအခမဲ့လုပ်ပေးတာမဟုတ်ဘူးအခချင်းငွေနဲ့အဲ့တော့ခါကျတော့ပြောချင်တာကလေသူများတွေပြောကြတယ်မို့လားသေသွားတာတောင်ပတ်စံကယူလို့ရလို့လားဘာလို့ပတ်စံတွေအသေးအတန်ရှာနေကြတာလဲဒါလက်တွေ့ပဲနော်ငွေရှိမှဒီလိုလုံးလို့ရတယ်ဆိုတာကိုပြောပြတာအခုကျမဒါတင်လိုက်လို့လေမတ်နေလာမယ်ဝေဖန်တာတွေပြောတာတွေဆိုတာတွေအမလီကျမတွေ့ရအောင်မှာအဓိကပြောချင်တာကပတ်စံစကားပြောတယ်လို့နော်